ကျွန်တော်ရဲ့ဗီဒီယိုတွေတက်တော့မှပြန်ပြီးတော့ကူးတင်နေတဲ့သူတွေကိုနည်းနည်းလေးစကားလုံးချွေစရာလေးတစ်ခုရှိပါတယ်ခင်ဗျာအဲ့ဒါတော့ဗာလဲဆိုတော့သူတို့က YouTube ကဗီဒီယိုသူတို့ဒေါင်းတယ်ဒေါင်းပြီးလို့ရှိရင်သူက TikTok မှာသူလက်ဦးတယ်ပေါ့နော်အခုက TikTok ကသူ copyright 5ခုပြည့်ရင်သူကအကောင့်ပြတ်တယ်ပေါ့နော်ကိုဗီဒီယိုကိုယ့်အကိုပြန်တင်ပြီးတော့ကျွန်တော်မှာ copyright 4ခုမိနောက်တစ်ခုမိတာနဲ့ကျွန်တော်အကောင့်ပြတ်ပြီဆိုတော့ပြဿနာကဘာလဲဆိုတော့ဒီ TikTok မှာပြန်တင်ကြတဲ့ဆရာကြီးများပေါ့နော်သူတို့ဘာသူတို့ပတ်စံလိုချင်လို့ပဲတင်တယ်ဟိုဘာကြောင့်ပဲတင်တယ်ပေါ့နော်ကိုချင်းလေးစာပေးဖို့ဒီနေရာနေ request တာပါဟိုတော့ကျွန်တော်ရဲ့ system ကကျွန်တော် YouTube မှာအရင်တင်နေတင်ပြီးတော့နောက်နေ့ဒီကြာတော့မှကျွန်တော်က TikTok မှာတင်နေသူပေါ့နော်အခုကတော့လုံးဝ right time YouTube Facebook TikTok တပြိုင်နက်တည်းတင်တာဆိုတော့အခုကတော့ copyright ကတော့လာဖို့လမ်းစားတော့မရှိတော့ပါဘူးเนาะသို့ပြီးတော့ညာလဲဟိုကျွန်တော်နေရာမှာတခြားသူအခုမှစပြီးတော့ကြိုးစားနေတဲ့သူတွေအခုမှစပြီးတော့လုံနေတဲ့သူတွေဆိုရင်သူတို့အတွက်နည်းနည်းလေးပြဿနာဖြစ်နိုင်တယ်ပေါ့เนาะဆိုတော့ဟိုပတ်စံကတော့ခင်ဗျားလဲရှာနေရတာပဲကျွန်တော်လဲရှာနေရတာပဲမောင်မောင်လဲရှာနေရတယ်ဇော်ဇော်လဲရှာနေရတယ်မြတ်မြလဲရှာနေရတယ်ခင်ဗျားတို့ကပြန်မဲရောင်းရောင်းဘလို့ပဲလှုပ်ကိုအားကိုပြီးတော့ရှာစီခြင်းပါတယ်ကျွန်တော်ဆိုလဲ reaction လုပ်တယ်ဆိုပေမဲ့ဒီဗီဒီယိုဒီတိုင်းပဲကျွန်တော်ထိုင်ကြည့်တာမဟုတ်ကျွန်တော်ရဲ့ opinion ပါတယ်ကျွန်တော်ရဲ့ action ပါတယ်ကျွန်တော်ရဲ့ thoughts ပါတယ်ကျွန်တော်ရဲ့ counter ပြန်ပြီးတော့ပြောနိုင်တဲ့ skill ပါတယ်ဒီတိုင်းထိုင်ကြည့်နေတယ်ဆိုရင်တော့တစ်မျိုးပေါ့နော်အမှန်ကန်ဖြစ်တဲ့နာကျွန်တော်အားပေးတယ်ဆိုရင်လေကိုပြင်းတင်ပြီးတော့မှငါတို့တင်မယ်ပြီးရင်ဟို follower တွေများလာလို့ရှိရင်ရောင်းစားအဲ့ဒါကကိစ္စမရှိဘူးအခုကခင်ဗျားတို့ကကျွန်တော်မတင်ခင်တင်လဲတင်ရောကျွန်တော်ကနောက်မှလည်း live တင်ရော TikTok copyright လာတော်သေးတယ်5ချိန်မှာ4ချိန်မိသွားပြီနောက်တစ်ချိန်ဖြစ်ရင်ကျွန်တော်ရဲ့အခုမှစားတဲ့ဟာလေးပြက်အောင်ပါကျေးဇူးအများကြီးတင်ပါတယ်ဆရာကြီးများ